ကလောမျိုးရှင်းနေမှာပြီးအများလက်ထက်မှာရှေ့ပြင်းနေတော့တွားရလမ်းကြောင်းပေါ်ရှင်နာခွေရနေတဲ့တခုဖြစ်တာသိရှိခဲ့တယ်။အဲ့ဒီချိန်ဟာတာမန်ခန့်ပဲလွယ်အနဲ့အတွင်းရှိကျေးရွာတွေအဖြစ်တာသိရှိခဲ့ပါတယ်။အင်္ဂလိပ်ကိုလိုနီခင်မှာကလောမျိုးအေးများရတဲ့ဥထုထိရှုပင်များတဲ့ခြေရီပန်းများဝေစားတဲ့တဘာဝအလားတရားတွေကြောင့်အင်္ဂလိပ်လူမျိုးများရဲ့တမှုကိုရရှိခဲ့တယ်။သူတို့ကကလောမျိုးစကော့တလန်နဲ့သူတို့စိတ်ကူးရင်နေရအဖြစ်တင်စားခဲ့ကြတယ်။အဲ့ဒါကြောင့်မလို့မြို့အင်္ဂါရဲ့နေအောင်ဖွဲ့စည်းတည်ဆောက်ပြီးအပန်းပြင်းနေရအဖြစ်ပြုလုပ်ခဲ့ကြတယ်။ကလိုနီခင်မှာဆက်လုပ်ခဲ့တဲ့အဆောက်အုံချို့လည်းယနေ့အတိုင်းတွေးမြင်နိုင်ဆဲပဲဖြစ်ပါတယ်။ကလောဆိုတဲ့အမည်အရဒေတာခက်ပလောင်လူမျိုးရဲ့ကလောက်ဟူသောအတန်ထမှာဆင်သက်လာတဲ့ပလောင်ဘာသာမှာကလောက်ကဒေအိုးစလုံးလိုအတိတ်ပဲရပြီးတော့မျိုးရဲ့အင်ကအရက်လေးမျက်နှာတောင်နှန်းတွေဝင်းရံထားပြီးတော့ဒေအိုးပုံစံနဲ့တူညီတဲ့အတွက်ကြောင့်မို့အဲ့ဒီလိုမျိုးခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါတယ်လွတ်လပ်ရေးရပြီးတဲ့နောက်ကလောခီသွားမျိုးအဖြစ်ထင်ရှားလာတဲ့အင်းလေးကန်နဲ့ပင်တရားမျိုးသို့သွားရလမ်းကြောင်းပေါ်ရှိတကားပေါက်မျိုးအဖြစ်အရေးပါလာတဲ့1948ခုနှစ်မှာပထမဆုံးအစိုးရထက်တန်းကြောင်းကိုဖွင့်လှစ်ခဲ့တဲ့